အသင်းငယ်တွေနဲ့တွေ့ရင်တစ်လက်နေတာဘာကြောင့်လဲဆိုပြီးမာရက်စကာကိုမဆောင်ပဲကစားသမားတွေကိုစုတကားပိတ်အစည်းအဝေးလုပ်ခဲ့တဲ့ရီစီချင်းဘေးသက်များလုံးပဲမင်္ဂလာပါခင်ဗျာဘလူးလိုင်ယွန်ကင်းကနေတင်ဆက်နေပါတယ်လက်ရှိချယ်ဆီအသင်းရဲ့အခြေအနေကိုတခွန်းနဲ့ဒိတ်ပဲဖွင့်ရရင်ဗဟေလီလို့ဆိုရမှာပါကမ္ဘာထိပ်တန်းအသင်းတွေဖြစ်တဲ့ PSG ဘာစီလိုနာအာဆင်နယ်လီဗာပူးတို့နဲ့တွေ့ရင်ချယ်ဆီကကမ္ဘာအကောင်းဆုံးအသင်းတစ်သင်းလို့ကစားပြနိုင်ပါတယ်ဒါပေမဲ့ဆန်နာလန်ကွာရာဘတ်ဘရန်ဖို့တို့လိုအသင်းတွေနဲ့တွေ့ရင်တော့ရုံးကန်ရပြီးရမှတ်တွေလွှင့်ပါနေတတ်ပါတယ်ဒီလိုအသင်းကြီးနိုင်အသင်းငယ်ရှုံးဆိုတဲ့ Robin Hood ပုံစံပေါက်နေတဲ့ပြဿနာကိုဖြေရှင်းဖို့အတွက်နီးပြကိုစောင့်မနေပဲအသင်းကောင်းဆောင် Reece James ကိုယ်တိုင်ဦးစီးပြီးကစားသမားတွေအကြားမှာတကားပိတ်အစည်းအဝေးလုပ်ခဲ့တာဟာ Chelsea အသင်းရဲ့အဝေးလဲခန်းအတွင်းမှာအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေစတင်နေပြီဆိုတဲ့လက္ခဏာပါပဲ Chelsea အသင်းဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာကို Naismith ပိုင်းနဲ့စိတ်တပိုင်းဆိုင်ရာရှုထောင့်နှစ်ခုကနေခွဲခြမ်းစိတ်ပြကြည့်လို့ရပါတယ် PSG ဘာစီလိုနာလီဗာပူးတို့လိုအသင်းတွေက Chelsea ကိုခန်းစစ်ပိတ်မကစားပါဘူးသူတို့ကလည်းတိုက်စစ်ပွင့်ကစားကြပါတယ်ဒီတော့ကွင်းလင်နဲ့နောက်တန်းမှာ space တွေပေါ်လာပါတယ် Chelsea ရဲ့လူငယ်ကစားသမားတွေကမြန်နှုံးမြင့်ပြီးတိုက်စစ်အကူပြောင်းကစားရတာကျွမ်းကျင်ကြပါတယ်ပြန်ဘက်ကလိုက်ကစားလေ Chelsea ကပိုကြိုက်လေပါပဲဒါအပြင်အသင်းကြီးတွေနဲ့ပွဲဆိုရင်ကစားသမားတွေရဲ့စိတ်တက်ကြွမှုကအလိုလိုမြင့်တက်နေတတ်ပါတယ် Sunderland Brentford ကွာရာဘတ်တို့လိုအသင်းတွေက Chelsea ကို underdog အောက်အသင်းတွေနဲ့ရင်ဆိုင်ကြပါတယ်သူတို့ကခန်းစစ်ကိုနှစ်ထပ်သုံးထပ်ပိတ်ဆို့က low block ကစားပြီးတော့တံမြန်တိုက်စစ်ကိုဆောင်ပါတယ်ဒီလိုပွဲမျိုးမှာ space မရှိပါဘူးဖန်တီးနိုင်စွမ်းနဲ့စိတ်ရှည်တီးခိုင်းမှုလိုအပ်ပါတယ်ဒီနေရာမှာ Chelsea ရဲ့ပြဿနာကပေါ်ဆမှုပါငါတို့ကဘာစီလိုနာကိုတော့နိုင်ထားတာဒီလောက်အသင်းလေးကတော့အေးဆေးပါဆိုတဲ့စိတ်ဝင်သွားတာနဲ့တပြိုင်နက်တည်းကွင်းထဲမှာအယုံဆိုင်မှု focus ရောနေသွားပြီးတော့ပြန်ဘက်ကိုအရှုံးပေးရတာတေးကြတာမျိုးတွေဖြစ်လာပါတယ်။ Reece James အသင်းကောင်းဆောင်ဖြစ်စားတော့ကဝေဖန်မှုတွေရှိခဲ့တာအမှန်ပါပဲ။သူကအရန်အေးတယ်တိတ်ဆိတ်လို့နေဆိုပြီးတော့ John Terry တို့ Azpilicueta တို့နဲ့နှိုင်းယှဉ်ခြင်းခံခဲ့ရပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ Reece James ကသူ့ရဲ့ပုံစံအမှန်ကိုရှာတွေ့လာခဲ့ပါပြီ။အရင်ကသူကခြေစွမ်းနဲ့ဥဆောင်သူပါကွင်းထဲမှာအကောင်းဆုံးကစားပြပြီးဥဆောင်နေအခုနောက်ပိုင်းမှာတော့သူကအတန်ထွက်ဥဆောင်သူဖြစ်လာပါတယ်ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်များတားရင်အသင်းသားတွေအားလုံးအတွက်ရှေ့ကနေရဲရဲကြီးဇော်ရကတက်တာတွေကွင်းထဲမှာအသင်းဘော်တွေကိုအော်ဟစ်လမ်းပြတာတွေလုပ်လာပါတယ်အခုလိုအသင်းရလက်ဆုံးနေချိန်မှာနီးပြကိုပုံချမနေပဲငါတို့ကစားသမားတွေမှာလည်းတာဝန်ရှိတယ်ဆိုပြီးတော့အစည်းအဝေးခေါ်ယူခဲ့တာကသူ့ရဲ့ရင်းချက်မှုကိုထင်ရှားပြသလိုက်တာပါပဲဒါဟာခေါင်းဆောင်မှုအရေးသေးစစ်စစ်ပါရေစီချင်းဥဆောင်တဲ့အစည်းအဝေးကဘာကြောင့်ထိရောက်နိုင်သလဲနီးပြကဆိုရင်ကစားသမားတွေကနီးပြကငါ့ကိုမကြိုက်လို့ပြောတာလို့ထင်ကောင်းထင်နိုင်ပါတယ်ဒါပေမဲ့ကိုအသင်းပေါ်ချင်းချင်းခေါင်းဆောင်ကမျက်နှာချင်းဆိုင်ပြောတဲ့အခါစင်ကြေပေးလို့မရတော့ပါဘူးမင်းဒီနေရာမှာပြင်းနေတယ်မင်းဒီနေရာမှာအာယုံဆိုင်မှုရောနေတယ်လို့ပုံပွင့်လင်းလင်းပြောဆိုကြခြင်းကအသင်းရဲ့ညီညွတ်မှုကိုပုံမခိုင်ပါစေပါတယ်နီးပြက Naismith ကိုပဲမြင်ပေမဲ့ကစားသမားတွေကတော့ကွင်းထဲကခန်းစားချက် feeling ကိုပိုသိကြပါတယ်ဘာလို့အသင်းငယ်တွေနဲ့တွေ့ရင်ခြေပုံးခုန်နေကြတာလဲဆိုတဲ့မေးခွန်းကိုသူတို့အချင်းချင်းအပြေရှာတာကအထီးအောင်ဆုံးကူထုံးပါပဲဒီအစည်းအဝေးရဲ့ရလဒ်အနေနဲ့ Chelsea အသင်းမှာဘာတွေပြောင်းလဲလာနိုင်တယ်လဲနောက်ပိုင်းအသင်းငယ်တွေနဲ့ကစားတဲ့အခါမှာနိုင်မှာပါလေဆိုတဲ့စိတ်အစားဒါ final ပွဲပဲဆိုတဲ့စိတ်ဓာတ်မျိုးကိုမွေးမြူလာနိုင်ပါတယ် Chelsea လိုအပ်နေတာက peak performance မဟုတ်ပါဘူးသူတို့မှာအမြင့်ဆုံးစွမ်းဆောင်ရည်ရှိပြီးသားပါလိုအပ်နေတာက standard performance ကိုပွဲတိုင်းမှာထိန်းထားနိုင်မှုပါ Reece James ကဒါကိုအဓိကတောင်းဆိုသွားပုံရပါတယ်အချို့ဆိုရင် Reece James ကဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပေမဲ့သူကွင်းထဲရောက်နေချိန်နဲ့ကွင်းပြင်ပမှာပါအသင်းအတွက်အစွမ်းကုန်ပေးဆက်နေတယ်ဆိုတာဒီလိုရက်ကသက်သေပြနေပါတယ်အသင်းသားတွေကိုစူးစီးပြီးငါတို့ဒီတက်ပိုကောင်းအောင်လုပ်နိုင်ရမယ်လို့တိုက်တွန်းတာဟာ Chelsea အသင်းပြန်လည်နှုတ်ထလာဖို့အတွက်အရေးကြီးဆုံးခြေလှမ်းလို့ပဲမြင်မိပါကြောင်းပါညီကိုတို့ကရော Reece James ရဲ့တကားပိတ်အစည်းအဝေးပေါ်မှာဘယ်လိုမြင်ကြလဲပြောပြခဲ့လို့ရပါတယ်အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးများတင်ပါတယ်